တော့ဒါမျိုးတော့နေထွက်နေထိုးနေမျက်နှာနေထိုးနေလှတောင်းလေသွားတွေအတွက်ဒီ73စီပေါ့နော်73စီကိုထပ်သွင်းစဉ်းစားတော့မယ်ဆိုလို့ရှိရင်တော့အာနာနိုင်ငံတော်စစ်တပ်ကပေါ့နော်တပ်မတော်ကနေပြီးတော့နိုင်ငံတော်အာဏာထိန်းတာကတမျိုးသားစီခုံတက်သွားတော့ဘာဖြစ်လဲဆိုတော့ဒီနိုင်ငံတော်ကနေပြီးတော့တောင်ရွာတွေနဲ့ဟာတယ်ဗောနော်တောင်ဟာမြောက်ဟာတော့နိုင်ငံတော်ကဘာလုပ်ပေးလဲဆိုတော့တမျိုးသားတင်သွင်းဖို့ဆိုပြီးတော့ကုန်တွေတွေကိုအခွန်ကင်းလို့ခွင့်လားမသိဘူးအခွန်ကင်းလို့ခွင့်အဲ့လိုမျိုးပေးပြီးတော့တင်နေထင်တယ်ဒါပေမဲ့တမျိုးသားစီကတော့ဒီတိုင်းပဲအေးတက်ကောက်ထဲဟောနောက်ပြီးတော့ကျွန်တော်တို့အဲ့လိုပြီးတော့နောက်ထပ်ပြီးတော့နိုင်ငံတော်ထက်လုပ်ပေးတယ်လေသမားတွေတော့ချစ်ရှာတယ်ထင်တယ်ဘလို့ထက်လုပ်ပေးလဲဆိုတော့ဒီဓမျိုးသားတွေထောက်ပံ့ဖို့နော်လေတေကောက်2သိန်းလုံးမြေစီထောက်ပံ့ပြီးတော့သူကဘယ်လိုပြောအောင်လဲတချို့နေရာတွေကကြတော့စဘာတွေကရိတ်ကတော့တချို့နေရာတွေကကြတော့ကျေလုံးစိုက်တော့ဗောနော်နေရာဒေသမတူရေရရှိမှုမတူတဲ့ခါကျတော့ကျွန်တော်တို့ကဘယ်လိုဖြစ်လဲဆိုတော့စိုက်တဲ့အချိန်တွေမတူဘူးပေါ့ဗျာဒါပေမဲ့အဲ့အချိန်မှာကျွန်တော်တို့ရွာဘယ်လိုပြောရမလဲဓမျိုးသားကြီးကမလို့တော့ဒါပေမဲ့နိုင်ငံတော်ကချမှတ်ပြီးတော့သူအော်ဒါပေးရတဲ့လုပ်ငန်းရှင်ပေါ့နော်လုပ်ငန်းရှင်ကနေပြီးတော့သူ့လက်ထက်မှာပိုက်ဘောမိတယ်ဒီရွာအတွက်ပေးဖို့ဓမျိုးသားတွေကဘယ်လောက်ဆိုပြီးပိုက်ဘောမိတယ်အဲ့တော့လေသမားတွေကိုမယူဖမ်းမယ်လို့စီးမယ်လို့နဲ့အဲ့လိုမျိုးနဲ့ကျွန်တော်တို့ယူလိုက်ရတယ်ဗောနော်အသုံးတော့မဝင်ဘူးဒါပေမဲ့ယူလိုက်ရတယ်လာမနေ့တော့သုံးဝင်တာဗောဗျာဒါပေမဲ့အဲ့လိုယူလိုက်ရတယ်ဗောနောက်ဒါပေမဲ့အဲ့ဒီပြဿနာနောက်နေ့ကျတော့ကောင်းသွားတယ်နောက်နေ့ကဘယ်လိုလဲဆိုကျွန်တော်တို့ရွာအုပ်ကြီးကတကယ်ကောင်းတယ်ဗောနော်ဘယ်လိုကောင်းလဲဆိုတော့ကျွန်တော်တို့လိုအပ်တဲ့အချိန်နိုင်ငံတော်မထုတ်ပေးသေးဘူးလိုအပ်တဲ့အချိန်မှာကျွန်တော်တို့ရအောင်သွားလို့အဲ့သူတို့ပွဲဟိုသူတို့အော်ဒါပေးရတဲ့ကုန်တယ်နေဗောဗျာကုန်တယ်ဖျားရင်ကျွန်တော်သွားပြီကုန်တယ်ကလည်းကျွန်တော်တို့ယုံကြည်မှုကျွန်တော်တို့ရွာအုပ်ကြီးဆိုယုံတယ်ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကကျွတ်ကြည့်ခဲ့တာဟုတ်အဲ့ယုံတော့နိုင်ငံတော်ကတကယ်တော့အဲ့ဓမျိုးသားထုတ်ပေးမယ်ဆိုလို့ရှိရင်မျိုးနယ်အစင်းစင်းအဖွဲ့အစည်းအစင်းစင်းကနေလက်မှတ်တွေထိုးပြီးတော့မှတောင်းလေတွေကိုရောက်အဲ့ရောက်တဲ့အချိန်ကကျွန်တော်တို့မလို့တော့ဒါပေမဲ့ကျွန်တော်အုပ်ကြီးနဲ့ဒီကိုယ်စလဲနဲ့ပေါ့ဗျာကိုယ်စလဲနဲ့ကယုံကြည်မှုနဲ့လုံးလိုက်တော့ကျွန်တော်တို့လိုအပ်တဲ့ချိန်ကိုဓမျိုးသားတွေရတယ်စီလဲအဲ့လိုဖြစ်မှာကြောက်တယ်ပေါ့နော်အဲ့ဒါကြောင့်အဲ့ဒါတွေထည့်သွင်းစဉ်းစားပေးဖို့တော့လိုပါတယ်အဲ့လေးကိုလည်းနိုင်ငံတော်လူကြီးတွေသတိပေးတာပေါ့နော်မစဉ်းစားထည့်သွင်းမစဉ်းစားဘဲနဲ့ကျွန်တော်တို့လိုရတဲ့တောင်းပြီးလိုရတဲ့ဟေးစီထုတ်ပေးလိုက်တော့